ဟေးနှာဟောင်း26ရောက်နေပြီနော်အခုဒီနှခမ်းကြီးစိုးလိုက်တိုင်းထူထူပိတ်ပိတ်ကြီးနဲ့နှခမ်းချက်ချောက်ကြီးအဖက်လက်လန်ကြီးဖြစ်နေတော့မလားနှခမ်းကြီးတွေဘောင်းစုံဆိုးပြီးနှခမ်းသားမင်းညစ်နေတာမျိုးတွေဖြစ်နေတော့မလားဆိုတော့အခုမှမဟုတ်ဘူးအရင်တော့တည်းကနေနှခမ်းကြီးစိုးလိုက်ရင်ထူထူပိတ်ပိတ်ကြီးနဲ့ပြီးနှခမ်းက6ကတ်သွားတယ်မပြီးကိုယ့်ရဲ့နှခမ်းမှာလေအရေးကြောက်ပဲနဲ့ကြောက်ရှိလေအရက်ထင်းနေတာမျိုးတွေပေါ်နေတာလုံးဝမကြိုက်ဘူးပေါ့နော်ပြီးမြဆိုနှခမ်းကြီးဘောင်းစုံကြောင့်နှခမ်းသားညိုမဲသွားမှာနှခမ်းသားပြက်စီကြမ်းတမ်းသွားမှာပေါ့အရင်ကြောက်တဲ့ထဲမှာပါတယ်ဒါတော့မဆိုဘယ်ပဲသွားနှခမ်းကြီးမစိုးခင်အမြဲတမ်းနှခမ်းပေါင်ကုတ်ပြီးတော့မှပုံဖော်လေးရှိရပေါ့နော်နှခမ်းကိုပုံလေးဖော်လိုက်တဲ့အချိန်မှာပို့ပြီးတော့မှနှခမ်းလေးပေါ်သွားတယ်ဖူးသွားတယ်လို့ခံစားရတယ်ကျမရဲ့ဘာမှမစိုးထားတဲ့နှခမ်းတစ်စုံကလုံးဝတဘာဝပန်းရောင်တန်လေးသွေးရောက်တန်လေးဖြစ်စေတာကတီရွှေစစ်ပါတဲ့အဆောင်ပြောင်းလက်ထွေးမဝိုင်းကြောက်ပါသူကဒါမျိုး applicator အကြီးကြီးစောက်တဲ့အကြီးကြီးဖူးကြီးနဲ့ဆိုရမှာပါအရှာမိုက်တယ်ဆိုတော့စိုးလိုက်ရင်ဒါမျိုးအရှာပေါ့ပါပြီးတော့မှနှခမ်းကိုတစ်ဆင့်ဖူးကြွပြီးတော့မှဆွဆွရွှရွှလေးနှခမ်းအရေးကြောက်လုံးဝမထင်းတဲ့ဟာမျိုးပဲအရင်ကြိုက်တာမလို့ဒီဂျလေးလေးဝိုင်းလို့အရင်ကြိုက်တယ်အဲ့တော့မဆိုလို့မျိုးနှခမ်းနေစိုးလိုက်တိုင်းထူပိတ်ပြီးတော့မှ6ကတ်နေတာမျိုး heavy ကြီးဖြစ်နေတာမျိုးမကြိုက်ဘူးနှခမ်းနေကြောင်းနဲ့နှခမ်းမဲသွားမှလည်းကြောက်တယ်ဆိုတဲ့သူများစိုးလိုက်တာနဲ့နှခမ်းကိုတစ်ဆင့်ဖူးကြွပြီးတော့မှဆွဆွရွှရွှလေးနှခမ်းသားကိုပြန်ကောင်းလာပေးရဲ့ဒီလိုမျိုး all in one လေးဝိုင်းတစ်စုံလောက်တော့လုံးဝဆောင်ထားတင်ပါလေဒီထက်ကဝယ်ဆုံးနေကြကလေးတွေတော့ဒီလေးဝိုင်းအကြောင်းကိုသိပြီးသားပေါ့နော်ဒါပေမဲ့အခုမှဝယ်ဆုံးမဲ့သူများဒီလေးဝိုင်းရဲ့အတာချက်ကသူကကိုအပူချိန်လိုက်ကိုရဲ့မျက်နှာအသားရုံနဲ့လိုက်တဲ့ကိုပိုင်အောင်လေးတက်လာမလို့ကြောက်လိုက်တော့အယောင်နည်းနည်းချင်းစီကွဲပါတယ်ဒီနေ့ကပုံမှန်နေ့တွေထက်ကိုဒီလေးဝိုင်းကအယောင်ကအရန်တက်တယ်ဘာလို့လဲဆိုရင်မန္တလေးရဲ့ဒီဥတော့အရန်ပူပြီးတော့မှမဆူရဲ့ကိုအပူချိန်ကအရန်မြင့်နေတာကြောက်တော့ပြီးရင်ဒီလေးဝိုင်းကြောင့်လည်းမဆူရဲ့နှခမ်းသားအရန်ကောင်းပြီးတော့မှရေတက်ပြည့်နေပြီးသားကြောက်ရောပေါ့နော်